Harry Potter ဇာတ်ကားတွေကကာရိုက်တာကစာအုပ်နဲ့ချစ်စွတ်တွေ့ရလားမင်္ဂလာပါရှင်ရွှေတူသား channel ကနေကြိုဆိုပါရစေ Harry Potter ဆိုတာကလေးလူကြီးမျိုးရဲ့ကြိုက်ခဲ့တဲ့မော်ပညာကျောင်းကိုရေးသားထားတဲ့ J.K. Rowling ရဲ့အောင်မြင်ခဲ့တဲ့ဝတ္ထုပါပဲစာအုပ်အနေနဲ့လည်းအောင်မြင်ခဲ့သလိုရုပ်ရှင်အနေနဲ့လည်းဝက်ဝက်ခွဲအောင်မြင်ခဲ့တာပါဒီမှာရုပ်ရှင်ထဲမှာစာအုပ်ထဲမှာပါတာကိုအကုန်မရိုက်နိုင်တာကြောင့်ချက်လက်ထားတဲ့အပိုင်းတွေရှိသလိုချက်လက်ခဲ့တဲ့ကာရိုက်တာတွေလည်းရှိလို့နေပါတယ်ဒီအကြောင်းကိုတော့နောက်ဗီဒီယိုမှာပြပြပေးသွားပါမယ်။စာအုပ်အနေနဲ့အမြင်ခဲ့တဲ့ Harry Potter စာအုပ်ကိုရုပ်ရှင်အနေနဲ့အသွင်ခဲ့တဲ့အခါစာအုပ်ထဲကကာရိုက်တာနဲ့အတက်နိုင်ဆုံးတူအောင်လူရေးပွဲတွေအစစ်စစ်နဲ့လူရေးခဲ့ကြပါတယ်။ဒါပေမဲ့ဘလောက်ပဲတူအောင်ရေးပါစေအနည်းဆက်ဆုံးပဲရမှာဖြစ်ပြီးအကုန်တော့မတူနိုင်ပါဘူး။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာ Harry Potter စာအုပ်ထဲကအတိုင်းဆိုရင်စကားတွေကကာရိုက်တာတွေကဘယ်လိုမျိုးရှိမလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1 Harry Potter အရင်ဆုံးအဓိကဇာတ်ကောင်ဖြစ်တဲ့ Harry Potter နဲ့ပဲစလိုက်ရအောင်ပါ Harry Potter ရဲ့ movie တွေကပုံစံကိုတော့အားလုံးပဲသိပြီးပဲဖြစ်မှာပါဒါပေမဲ့ဝတ္ထုတွေကပုံစံကတော့စာအုပ်ဖတ်ပူတဲ့သူတွေလောက်ပဲသိကြမှာပါစာအုပ်ထဲမှာ Harry Potter ကမျက်လုံးကအစိမ်းရောင်ရှိပါတယ်ဘာကြောင့်လဲဆိုတော့ Harry က Voldemort စီကအစွမ်းတချို့ရခဲ့လို့ပါနောက်ပြီးစာအုပ်ထဲမှာက Harry ရဲ့စပင်ကသူ့ဖေလိုပဲမာစီဟဲပုံစံရှိရလို့ရေးသားထားတာကြောင့်စပင်ကလည်းအခုလိုကောက်ကွေးရှုပ်ပွားနေရပါ movie ထဲမှာတော့ Harry Potter ကမျက်လုံးကအပြာရောင်ရှိပြီးစပင်တွေကလည်းတသက်ရညှက်ထားတာကိုတွေ့ရပါတယ်ဒါကစာအုပ်နဲ့မတူတဲ့အချက်ပါဒါပေမဲ့မျက်နှာသွင်းပြင်းနဲ့ကျန်တဲ့အပိုင်းတွေမှာတော့အသေးချာလေး audition လုပ်ပြီးတော့ရွေးထားလို့တော်တော်လေးစင်တူရဲလို့ပြောရမှာပါနံပါတ်2 Hermione Granger Hermione က Harry Potter ရဲ့ Grand Trio မှာအဓိကကျတဲ့ဆက်ဆောင်တစ်ခုပါသူမကညံထက်တဲ့သူမဟာအသက်ရွယ်တဲ့ပို့ပြီးတော့တော်နေတဲ့သူပါသူမရဲ့ပုံစံကိုလည်းကြည့်ရရင်စာအုပ်ထဲက Hermione ကမွေးချောက်စပင်ပုံစံရှိပြီးသူမရဲ့စပင်တွေကလည်းကောက်နေပါတယ်နောက်ပြီးသူမမှာယုံသွားလို့ရှိသွားလေးနှစ်ချောင်းလေးရှိပါတယ်ဒါပေမဲ့ movie ထဲမှာတော့သူမရဲ့ရှိသွားတဲ့ချောင်းကထင်သလောက်ကြီးမကြီးသလိုသူမရဲ့စပင်တွေကလည်းမွေးချောက်ဖြစ်မနေပါဘူးဒါကဒရိုက်တာကကလေးတယောက်ဆောင်တွေကမိတ်ဆက်တဲ့နေရာမှာဇက်ကောင်၃ယောက်စလုံးကိုလှပနေစေပြီးတော့ချစ်စရာကောင်းတဲ့ကလေးလေးတွေအဖြစ်ပုံဖော်ကျင်တာကြောင့်ပဲဖြစ်ပါတယ်စာအုပ်ထဲကတိုင်းဆိုရင်ကလေးတွေကနည်းနည်းတော့ကြည်ရဆိုနေမှာပါဒါပေမဲ့ပထမဆုံးကားမှာတော့ Hermione ရဲ့ရှိသွားတဲ့ချောင်းကမတိမတာလေးကြီးနေတာကိုတွေ့ရမှာပါဒါကဇက်ကောင်နဲ့တက်နိုင်ဆုံးတူအောင်ရွေးထားခဲ့တာပါနောက်ခန်းတွေမှာလည်းတေချာကြီးရဲ့ Hermione ရဲ့ရှိသွားတဲ့ချောင်းကမတိမတာလေးကြီးနေတာကိုတွေ့ရမှာပါနံပါတ်3 Ron Weasley Harry ရဲ့ချစ်ဆုံးတငယ်ချင်းနောက်တစ်ယောက်ဖြစ်သလိုဒီဇာတ်ကားထဲမှာသူ့ရဲ့ပုံစံကဦးကြောင်ကြောင်နိုင်ပြီးရည်ရတဲ့ character ပါ Ron Weasley ရဲ့ပုံစံကတော့စာအုပ်ထဲမှာဖော်ပြထားတဲ့ပုံစံဆိုင်ဆိုရင်သူ့မှာနှာခေါင်းရှည်ကြီးရှိပြီးသူ့မျက်နှာမှာလည်းအဆက်ပြောက်တွေရှိရလို့ဖော်ပြထားပါတယ်။စပင်ပုံစံကတော့စာအုပ်ထဲကအတိုင်းထပ်ထူကြပါတယ်။ movie တွေက Ron မှာတော့မျက်နှာမှာတိတာလောက်တဲ့အဆက်ပြောက်တွေရှိမနေသလိုနှာခေါင်းကလည်းသိပ်မရှိပါဘူး။ဒါပေမဲ့စာအုပ်ထဲကနဲ့အနည်းဆက်ဆုံးတူတဲ့သူဖြစ်ခဲ့ပါတယ်။ဒါကလည်းအပေါ်မှာပြောခဲ့သလို Director က main character ကလေး၃ယောက်ကိုချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိစေခြင်းလို့ Ron မျက်နှာမှာတိတာတဲ့အဆက်ပြောက်တွေမပြုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီချစ်စရာကောင်းတဲ့ကလေး၃ယောက်ကိုမြင်ပြီးဒီဇာတ်ကားကိုဆွဲဆောင်မှုရှိစေဖို့ Director ကရည်ရွယ်ခဲ့တာပါ။နံပါတ်၄ Severus Snape Harry Potter ရဲ့ဇာတ်ကောင်တွေထဲမှာတော်တော်လေးကိုထူးခြားပြီးတော့စမတ်ကြတဲ့ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Severus Snape က Harry Potter ရဲ့ Millie ကိုချစ်ခဲ့တဲ့သူဖြစ်သလို Harry ကိုလည်းမတိမတာကူညီခဲ့ပါတယ်။တစ်ဖက်မှာလည်းပြန်မဲ့ Jane Potter ရဲ့သားဖြစ်လို့မတိစိတ်ကလည်းမုန်းနေခဲ့တဲ့ character တစ်ခုပါ။သူ့ရဲ့စာအုပ်တွေကပုံစံက movie တွေကထပ်ပို့ပြီးတော့ကြည်ကောင်းတဲ့ပုံပေါ်ပါတယ်။နှာခေါင်းနဲ့ကောက်ပြီးတော့သူ့ရဲ့စပင်တွေကလည်းနမ်းမောင်ပြီးတော့တည်တတ်ပါတယ်။ဒီစားတာကတော့ movie တွေကထပ်ပိုခံကြပြီးတော့ပုံငယ်တဲ့ပုံပေါက်ပါတယ်။ဒါပေမဲ့စာအုပ်ထဲကပုံစံတဲ့ movie တွေကအတော်လေးတော့ဆင်တူပါတယ်။စာအုပ်ထဲက Snape ကအသက်30ကိုနည်းနည်းပဲကြော်သေးတဲ့သူဆိုပြီးတော့ဖော်ပြထားပေမဲ့ရုပ်ရှင်ထဲမှာကတော့တလပိုင်းလူကြီးတယောက်နဲ့ပို့တူပါတယ်။တေချာတာတစ်ခုကစာအုပ်ထဲက Snape ကပုံငယ်ပြီးတော့ပိုကြည့်ကောင်းပါတယ်။နံပါတ်5 Albus Dumbledoreဟောဝိုင်းရဲ့ကျောင်းအကြီးဖြစ်တဲ့ Dumbledore ကိုရုပ်ရှင်ထဲမှာ2ယောက်ထိသုံးခဲ့ပါတယ်။ပထမနှစ်ကားမှာသုံးခဲ့တဲ့ Dumbledore ကတစ်ယောက်ဖြစ်ပြီးတတိယကားကစားပြီးတော့ Dumbledore ကသရုပ်ဆောင်ပြောင်းသွားခဲ့ပါတယ်။သရုပ်ဆောင်2ယောက်စလုံးက character နဲ့ထပ်တူနီးပါးတူညီမှုရှိပြီးမတူတာကစာအုပ်ထဲက Dumbledore ကမျက်မှန်အသေးလေးကိုတက်ထားပါတယ်။နောက်တစ်ချက်ကစာအုပ်ထဲက Dumbledore မှာမျက်လုံးပြရောင်ဖြစ်ပြီး movie တွေက Dumbledore ကတော့မျက်လုံးကအနက်ရောင်ပဲဖြစ်ပါတယ်။နံပါတ်6 Professor Moody အယူမျက်လုံးလို့နာမည်ရတဲ့ Professor Moody ကတော့စာအုပ်ထဲကတိုင်းဆိုရင်ပါဇက်ကမူဝီတဲ့ခါတဲ့ကျဲမှာဖြစ်ပြီးပါဇက်ကနည်းနည်းပြည့်တဲ့ဘက်ကိုသွားပါတယ်။နောက်ပြီးမဲတဲ့ပုံလေးပေါက်ပါတယ်။ဒါကြောင့် Professor Moody ကစကားထဲမှာသူ့ပါဇက်ကိုအမြင်မဲ့ထားတာကိုတွေ့ရမှာပါ။သူ့ပုံစံကဘာကိုမှအလိုမကျတဲ့ပုံစံမျိုးပါ။နှာခေါင်းကလည်းလန်နေပါတယ်။ movie တွေက Moody ကိုရုပ်စရည်ဆိုပြီးထင်နေတော့စာအုပ်ထဲက Moody ကပိုတော်ရုပ်ဆိုးပါသေးတယ်။နံပါတ်9 Victor Crumb Victor Crumb ကကွန်တက်ချန်ပီယံတယောက်ဖြစ်ကြသလို Hermione ရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရဖို့သူပါစာအုပ်ထဲမှာတော့ Victor Crumb ကစပင်ရှင်နဲ့ခန္ဓာကိုယ်ကလည်းပုံမှန်ဆိုင်ပဲဖြစ်ပြီးနှာခေါင်းကလည်းနည်းနည်းကြီးပါတယ်မျက်ခုံးကလည်းပိုထူပါတယ်ဒါပေမဲ့ movie တွေက Victor Crumb ကတော့ဘလာခတ်တော်ပုံစံဖြစ်ပြီးမျက်ခုံးကလည်းအရန်ကြီးထူမနေသလိုနှာခေါင်းကလည်းတိတ်မကြီးပါဘူး
နံပါတ်8ဖက်တူနီယာဒါစလီဟာလီပေါ်တာမီရဲ့အမပါဟာလီပေါ်တာရဲ့အတော်လိုပဲဆိုပါတော့သူမကလည်းစာအုပ်ထဲမှာဆိုရင်စပင်းကတကောင်လုံးဖြူရောင်ဖြစ်ပြီးသူမရဲ့လေပင်ကလည်းရုပ်ရှင်တွေကထပ်ဖို့ကြီးပါတယ်သူမကဟယ်ရီပေါ်မှာတော့ကျင်နာခဲ့တဲ့သူတယောက်တော့မဟုတ်ပါဘူးနံပါတ်9မက်ကော်နယ်ဟောဝဲကျောင်းရဲ့ professor တယောက်ဖြစ်ပြီးသူမကလည်းရုပ်ရှင်ထဲမှာစာအုပ်ထဲမှာထပ်ဖို့သက်ကြီးပါတယ်စာအုပ်ထဲကမက်ကော်နယ်ကပိုသက်ငယ်ပြီးပိုလဲကြည့်ကောင်းပါတယ်သူလည်း Professor Snape လိုပါပဲရုပ်ရှင်တွေကတရုတ်ဆောင်ကပို့ပြီးတော့အသက်ကြီးနေပါတယ်။စာအုပ်ထဲကမကွန်နယ်ကတော့အသက်34ကနေ40ဝန်းကျင်လောက်ပဲရှိမဲ့သူဖြစ်ပေမဲ့ movie တွေကမကွန်နယ်ကတော့အသက်60ကျော်ဖြစ်နေပါတယ်။နံပါတ်10 Dolores Umbridgeမဝင်ကြီးဌာနကဟောဝတ်ကျောင်းကိုဆေလိုကြည့်ခံရတဲ့ Professor တယောက်ပါပဲ။သူမကခဆူဆိုစီယာရှိပြီးကလေးတွေကိုကြည့်မိရတဲ့သူလည်းဖြစ်ပါတယ်။သူမကစာအုပ်ထဲကနေအတော်ကိုကွယ်တဲ့သူပါ။စာအုပ်ထဲက Dolores Umbridge ကမျက်နှာလေးတောင်ပုံစံရှိပြီးမျက်လုံးပြပြနဲ့နှာခေါင်းကြီးကြီးပါ။ movie ထဲမှာပဲမျက်လုံးကတိတ်မကြည့်သလိုမျက်နှာကလည်းတွေ့တာကိုတွေ့ရပါတယ်။နံပါတ်7 Bell Weasleyဝက်စလီမျိုးနဲ့တွေကသူဖြစ်ပြီးမျက်နှာမှာတရားရှိတဲ့သူပါဒါပေမဲ့စာအုပ်ထဲမှာတော့မေးစေးပါနှစ်ဖိုးစားတဲ့သူရဲ့မျက်နှာပြေမှာချီရတွေရှိနေတာဖြစ်ပြီးရုပ်ရှင်ထဲမှာကတော့စာအုပ်ထဲမှာလောက်သိမများပါဘူးပါတစ်ဖက်မှာသာချီရအနေငယ်ရှိတာပါကျန်တဲ့နေရာတွေမှာတော့ချီရလုံးဝမရှိခဲ့ပါဘူးအခုတင်ဆက်ပေးခဲ့တာကတော့ Harry Potter ရဲ့ဇာတ်ကားတွေကဇာတ်ကောင်တွေနဲ့စာအုပ်ထဲကဇာတ်ကောင်တွေဘလောက်ကွာခြားလဲဆိုတာကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ် Harry Potter နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုနောက်ဗီဒီယိုတွေမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးအတွက်လည်း channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါရစေရှင်။